guys, welcome back to my new vlog. ဒီက vlog လေးမှာတော့ခေတ်က coffee ဆိုင်မှာစားသွားလို့မှာဖြစ်ပါတယ်။စမွေးလေးလည်းနေပြီဆိုတော့အိမ်မှာပဲစားလို့ရတာပြင်လာလို့တငယ်ချင်းနဲ့တူတူ coffee ဆိုင်လေးမှာစားသွားလို့မယ်ဆိုပြီးချိန်ထားတာဖြစ်ပါတယ်။အခုဆိုရင်ဆိုင်လေးကိုရောက်ပါပြီ။ဒီဆိုင်လေးရဲ့နာမည်က Casa Cafe ဖြစ်ပါတယ်။ဒီဆိုင်လေးကဆိုရင်68လမ်း101နဲ့101A ကြားမှာရှိပါတယ်။ဒါလေးကတော့ဆိုင်ရဲ့အပြင်ဘက်လေးပါ။အဲ့တော့နေလဲပူနေပြီဆိုတော့အထက်ထဲမှာသွားပြီးထိုင်ရအောင်နော်။သူကဆိုင်ထဲမှာကိုပဲအပင်လေးတွေစိုက်ထားတာပေါ့နော်လူကလည်းတိတ်တော့မများဘူးဆက်ဆက်လာချင်းတော့လူတိတ်မများတော့ထိုင်ရတာလည်းအဆင်ပြေပါတယ်ဒါလေးကတော့ဖူးကောင်တာလေးပဲဖြစ်ပါတယ်ကဲခုချိန်ကတော့မုံမာမယ်ချိန်ရပါပြီသူဆိုင်ကလေကိတ်မုံလေးတွေကတိတ်တော့မစုံဘူးပေါ့နော်ဒါပေမဲ့ကိုကကိတ်မုံမကြိုက်ဘူးဆိုရင်လည်းတခြားပေါ့နော်နေ့လေစားစရာတချို့လေးလည်းမှာစရာရှိပါတယ်အဲ့ညအခက်တို့စားခဲ့တာ4000ကျော်လောက်ကျသွားတယ်ပေါ့နော်ဒါလေးတွေကတော့အခက်တို့မှာခဲ့တဲ့မီနူးလေးတွေဖြစ်ပါတယ်။ Okay ကတော့ Tiramisu cake lover ဖြစ်တဲ့ Tiramisu cake နဲ့ blueberry smoothie ကိုမှာခဲ့ပါတယ်။အရင်ဦးဆုံးဆက်ဆက်လာခြင်းမှာပဲစားတောက်လေးနဲ့ဖြည့်လိုက်ပါတယ်။စားတော့ပြချမှာလုပ်မယ်ပေါ့နော်။အရင်ဆုံးတကယ်တမ်းဘိုက်ထဲမှာစားရှိမှလည်းစားလုံးနိုင်ပါလေနော်။အဲကြောင့်တော့အရင်ဆုံးစားလိုက်ပါတယ်စားပြီးတော့လည်းအရင်ဆုံးတက်ဖို့ရိုက်မယ်ဆိုပြီးတော့ပဲတက်ပုံတွားရတဲ့အစီအစဉ်ရောက်သွားပါတယ်စားကတော့ခုချိန်နေမလို့ဖြစ်သေးပါဘူးနော်ဒီနေရာလေးကကျတော့ဆိုင်ရဲ့အလဲပိုင်းလောက်လို့ပြောရရမယ်ပေါ့သူကကြာ9ကန်လေးတွေနဲ့တစ်ပင်တွေအများကြီးရှိပါတယ်โอเคတို့အဲ့နားလေးမှာပဲတက်ပုံကြားရိုက်ခဲ့ပါတယ်ကဲအဲ့ဒါပြီးတော့နောက်ဆုံးမှာတော့စားလုံးမယ်ဆိုတဲ့အစီအစဉ်ရောက်သွားခဲ့ပါတယ်အဲ့ဒါပြီးတော့ wifi ချင်းချိတ်ပြီးတော့ supplemental နားထောင်ရင်းနဲ့စားလုပ်ခဲ့ပါတယ်ဆောင်းမဖြစ်ကန်ဒီဆိုအခက်ကအမြဲတမ်း supplemental နားထောင်နေပေါ့နော် supplemental ကအရင်လဲစွမ်းထက်တယ်လို့တကယ်ကိုလိုချင်တဲ့ဥစ္စာလေးအဲ့လာနားထောင်ပြီးလိုက်တာနဲ့အနေနဲ့အမြန်ဖြစ်လာလို့ယုံကြည်တယ်ပေါ့နော်ဒီလိုနဲ့စားလုံးနေနဲ့ပဲမိုးတွေတဲကြီးမဲကြီးရွာလာပါတယ်ရွာလာတဲ့အခါကျတော့ခက်တို့အတွက်စားလို့ရအကောင်းဆုံးခြေနေဖြစ်သွားပါတယ်မိုးအေးအေးလေးနဲ့စားလို့ရတာဆိုတော့ပို့ပြီးတော့လဲစားလို့ကောင်းသွားတယ်လို့โอเคတငယ်ချင်းနဲ့ဆိုရင်ဒီမမောနဲ့စားလို့ဖြစ်ခဲ့ကြပါတယ်ကဲခုဆိုတော့ okay story plot လေးကိုဒီမှာပဲဆက်တက်လိုက်ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် see you in my next video guys thank you for watching